ဘာစားပြီးပြီလဲ ဘာမစားဘူး ဟင်းဘိုးဒင်းနိုင်ကြော်နေပြီဘာလို့ဘာမစားသေးဘူး ဟောမရှိဘူး ဟုတ်ဗျာဘာဖြစ်လို့လဲပတ်စံမရှိလို့လားဟင်း ဒီရမတော့ဟိုပဲမြတ်စာယူထုတ်နေတယ်တာ ဟောမဲနှုံနေရ ဩဘိုးအသက်ဘယ်လောက်ရှိလဲ ခုနေဆဲလေလေးနှစ် 84နှစ်ကပဲနှုတ်နေရတာ အားလုံးမင်္ဂလာပါဒီလိုဦးနေလို့အဲ့တဲ့သူမျိုးကိုတောက်ရလူတွေပြတာကတကယ်ကိုဝမ်းသာပီတိဖြစ်ပြီးပါတယ်တကယ်ကိုကိုရပါကျွန်တော်တို့ဒီဗီဒီယိုလေးကိုအစားဆုံးတူတူကကြည့်စုကြအောင်ခင်ဗျာ ဘာစားပြီးပြီလဲ ဘာမစားဘူး ဟင်းဘိုးဒင်းနိုင်ကြော်နေပြီဘာလို့ဘာမစားသေးဘူး ဟောမရှိဘူး ဟုတ်ဗျာဘာဖြစ်လို့လဲပတ်စံမရှိလို့လားဟင်း ဒီရမတော့ဟိုပဲမြတ်စာယူထုတ်နေတယ်တာ ဟောမဲနှုံနေရ ဩဘိုးအသက်ဘယ်လောက်ရှိလဲ ခုနေဆဲလေလေးနှစ် 84နှစ်ကပဲနှုတ်နေရတာ မရှိတော့သူစားရလေတာ ဟောအဖွားသမီးမရှိဘူးသားသမီးမရှိဘူးလား အဲ့မရှိဘူးဘာလို့ဟာရသူကနိုင်နေ ဩသူတို့လည်းဒုက္ခတွေလားဩ အဲ့လိုမျိုးတော့ဟာမျိုးပြန်မကြည့်နိုင် ဒီဘော ဘူးမရအောင်မတည်းရတယ် ကစုံရကခုပါသေးလားကစုံရလည်းမရတော့နော်ကစုံရခုရင်တော့ကစုံရခုရောင်းပါ ဟုတ်ပါရဲ့သူကဒီ ဟုတ်လားဩ ဒီဆုံးပါပဲ အခုအဖွားစားစရာမရှိလို့ညီလေးပြည့်ဖြိုးအောင်အောင်းမိနေတာပေါ့ဩအောင်းမိနေ မမရှိတာဒါရဲ့သူတို့မရဘူး ဒီပေါ့အဖိုးကရပဲရွယ်ဆုံးသွားတော့ သူကတော့ဘုရားခုနေသေးတဲ့နေမှာသုံးပါ ဟုတ် သူကဒီနေ့ဆိုအခုလာမယ်မုန်းနေဆိုသုံးနေ မနက်ကရောမစားပြီလေမနက်က မနေ့ကထားရည်ကျိုးနဲ့ဒီကျုံးရဲ့နဲ့ ဟမ်ဘာပြောလဲ စားရည်ကျုံနဲ့ကစုံရ စားရည်ကျုံ ထားရည်ကျိုးပြီးတော့ချိုးမုတ်ဆို ဩ ဒီကျုံးနဲ့နေပြီးတော့ ဩ စမမကြနိုင်ဘူး ဒါပေါ့ကလေးရောចောင်းသွားတာဘာစားသမီးလေးရောចောင်းသွားတာဘာစားလဲ ကျက် ကျုပ်ဩကလေးရောကျုပ်နဲ့ကြွေးတယ်ဩအဖွားကြတော့စားရည်ကျုံနဲ့မစားတယ်ဩ ဘယ်လိုဒီဒါလည်းမီးပွားချောင်းရဲ့ဘယ်နေမဟုတ်ဘူးဟိုတနာတော့ညာရပြေးရက်ပေါ့ဒီကျုံးရဲ့ဖိုးလေးတွေးလိုက်တဲ့ခါ ဩ ကိုရရပဲလေပြောပါတော့ 900ရခဲ့တယ်ဒီနေ့900ရတယ်ပေါ့ဟောဒီနေ့900ရလာခဲ့ ကစုံရရောင်းတာ900ပဲရဩ တစည်းမ100လောက်ရတာ ဟုတ်လား ဒီမှာကစုံရကဒီချိန်က 900နဲ့အဖွားဘယ်လိုလုပ်စားလို့ရမှာတော့ပတ်စံ900 အမေကပြန်ဒီလိုပဲစားနေရတာပဲ အဲ့တော့အဖွားရဲ့အဓိကအသက်မွေးတဲ့လောက်ကဗါလဲ ကကျုံးရဲ့ ကစုံရရောင်းတယ်နောက်ကျတော့ပဲကောက်တယ်ဆိုတာဗါ ပဲနှုတ်တာ ပဲနှုတ်တ ဒီ ယ် မှာပဲလိုက်နှုတ်တယ်ဒီစားကနဲ့ ဒီစားခနဲ့ပဲဩ အများကျွေးကိုအများပဲတယောက်ဆိုင်ကို ဟော တသောင်းဝန်းနဲ့ယူထားတာ ဟော နှုတ်ပြရတယ် အဖွားအကျွေးဘယ်လောက်ရှိနေရတော့ဘုရား သူကဟွာရောက်လို့ရှိမှာပေါ့မုံနေလောက်ပဲရှိတော့6သိန်းလောက်တော့6တောင်းလောက်ပဲရှိတယ် 6000လောက်ရှိတယ် 6000လောက်ရှိ အဲ့ဒါလည်းပဲရှိ အေးပေါ့အေး အမလာတော့မျောနာပေါ့ ညောလာပေါ့ကွာမင်းရတယ်မမျောအောင်လားဟုတ်ပဲ ဟုတ်ပါနော်ပြောရတာပေါ့နော် အဲဒါသူကလာနေကြပေါ့လာနေကြတော့မျောတာပေါ့ အေးပေါ့ဒီကလေးကလည်းသူကလည်းအလူရှင်ရှိမှလာလို့ရမှာလေအလူရှင်မရှိတဲ့ခါကျတော့လည်းဘယ်လိုလုပ်သွားစီပြပါလားနော်ဒါကကျတော့ဟိုကရင်ပြည်နယ်က ကရင်ပြည်နယ်လာတာ မင်းသားပရိုက်တာသူနဲ့အခက်အခဲဖြစ်နေလို့လိုက်ကြည့်ပြီနော်ဒီနေ့သူ့မှာအလူရှင်ရှိတယ်လို့ပြောတယ်ဘယ်သူလဲမသိဘူးဒီနေ့ဘယ်လို ခုဖိုးသားကြီး ကိုဖိုးတာကြီးနဲ့မခင်မာဝေးတဲ့ကိုဖိုးတာကြီးနဲ့မခင်မာဝေးဒါတို့စားပြင်ကြေးရွာကပဲဒါတို့မင်းသားပရိုက်တာရှိတဲ့ရွာကအလူငွေ သူငွေ3သိန်း တ ချက် သိန်းပေးတယ်တဲ့အ ခေါ်ရတဲ့သိန်းချက်ကိုလက်ခံပါ ဒီပြန်မျိုးကင်းရှင်းမှစေပေါ့ ဟုတ်ကဲ့ပါဒါဆိုရင်ထမင်းဟင်းချက်စားလို့ရပြီနော်အားလားဖြစ်တာလေးစားလိုက်နော် ဟောပြုံးသွားပြီနော်ဟုတ်ပြီတကယ်လို့ဒါဒီဗီဒီယိုဖိုင်လေးကိုတားရဲ့မင်းသားပေးရတင်ပေးမယ်နော်မင်းသားပေးရတင်ပေးမယ်ဒါမင်းသားပေးရတကယ်လို့များအဖွားကိုများလှူခြင်းတိုင်းရင်ရှိလို့လှူခဲ့မယ်ဆိုရင်ဒီကလေးနဲ့ဆက်သွယ်ပြီးတော့ထပ်ပြီးလှူဒန်းပေးဦးမယ်နော်ဒါပေမဲ့အခုတော့လောလောဆယ်ဒါတခြားသွားလှူရမယ့်နေရာလေးရှိလို့တောင်းခွင့်ပြုပါအောင်နော် ဗီဒီယိုလေးကိုအစားဆုံးလည်းပဲကြည့်စုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာတဲ့ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့တဲ့ဘုရားနဲ့ channel လေးနဲ့ like ဆွဲလို့ချစ်ပြီးကူညီကြပါအားလုံးကျမ်းမာချမ်းသာကြပါစေလောကမှာစစ်ပေးတဲ့မိသားစုပဲစစ်ပေးပါစေလို့ကျွန်တော်ဒီနေ့လေးပြီးတော့အားလုံးတက်ဆုတောင်းပေးပါရခင်ဗျာ